နေပူပူလေကွင်းပင်ကျဲကြီးထဲမှာပေါ့လေသမားကြီးတယောက်ခါကုန်းပြီးကောက်ဆိုင်နေပါတယ်တပင်ဆိုင်လိုက်တလှမ်းတိုးလိုက်နဲ့အလုတ်ထဲမှာအာယုံဆိုင်နေတော့ကောင်းကင်ရံကနေအာနဲ့အော်ပြီးပြန်လာတဲ့ကြီးကန်းတကောင်ဟာလေသမားကြီးရဲ့ခေါင်းတဲ့တွေကိုဘုံကနေနေအောင်ဤပါချဲ့လိုက်ပါလိရောဗျဟေးကောင်ဒါခတ်တော်တာပဲဟေးကောင်ကြီးကန်မင်းကတော့လှုပ်လိုက်ပြန်မယ်အခုပဲကြည်စမ်းငါခေါင်းပေါ်မှာဘွားခနဲ့ပဲမင်းကွာချီးတယ်မှာပဲအိမ်ပြင်ထွက်ရင်လဲဘောင်းမီလေးပါလေဝစ်ပြီးမှထွက်ပါလားကြီးကန်ရဲ့ခုတော့ငါခေါင်းပေါ်မှာအပုတ်လိုက်ကြီးလက်ခွေးပါလားဗျာခမ ्या ကြီးရောဤပါတဲ့ခါချင်းဘောင်းမီဝက်ပြီးမှပါလို့လားဗျာအဲ့ဒီလိုသာဝက်ပါရင်ခမ ्या ဘောင်းမီထဲမှာလည်းအကုန်ပုတ်ကုန်ပါဗောဗျာကျုံကတော့လွတ်လပ်မှုကိုမြင်နိုးတယ်ဗျို့အေးလေအဲ့ဒါလည်းဟုတ်တာပဲငါလည်းဤပါရင်ဘောင်းမီချွတ်တာပဲကိုတောင်းဒီကောင်ကြီးကန်းကငါ့ကိုပြန်ပညာပေးသွားပါလား